hot pot ဆိုင်အလာကက်ဆိုရင်တော့ဂျိုဂျိုနဲ့ဖူဖူနဲ့ပဲကြိုက်တယ်buffet ဆိုလို့ရှိရင်တော့ hot pot city ပေါ့တခြားဆိုင်တွေလည်းရှိမှာပေါ့ဒါကတော့ရွှေလာပါရွှေလာမှာဆိုရင်လို့ရှိရင်ကျွန်မကoriginal ပဲမှာ original အမှန်က very tasteless ပဲအဲ့တော့ဟိုဝန်ထမ်းမလေးကအမှရတဲ့ဆက်ပြီးတော်တော်ကောင်းတယ်တော်တော်မိုက်တယ်အကျေးဇူးတင်ပါတယ် service တော်တော်လေးကောင်းတယ်အဲ့တော့အဲ့ဒါလေးထည့်ပြီးတော့သုံးဆောင်တယ်ပေါ့နော်သုံးဆောင်တော့အမြဲတမ်းစားနေကြပုံစံနဲ့စားတယ်ကြမဲမရှိဘူးအဲ့တော့ဒါကအမေပါပါလေဒါကတော့ပဲလိပ်ပါလူတိုင်းကြိုက်တယ်ပဲလိပ်ဒါကမှုတ်ရင်မတော့ရှိဟိုဘက်ကအချောင်းလေးကဇွန်ချောင်းဒါက carrot ဥနီလူတိုင်းသိပါရဲ့ကိုပြင်းလို့ရှောက်ပြောနေပြင်းဘာရှိအောင်လဲကိုစားနေကြဟိုမှာဝက်မို့လုံးရှိမယ်အဲ့ဒါပုတ်ချိုဒါမင်းကြီးစိမ့်လို့ခေါ်တယ်ဒါဝါဥခဆွဲမေစာချက်ကိုခဆွဲတဲ့စားဒီမှာမရှိဘူးကဲဆွဲပြီးခင်ဗျာဒါစား waitress လေးစပ်ပြီးရတာနေပါလားရတာပါပြီးနေပါရင်ကောင်းပါလေဒီဆိုင် signature အတွက်ဒီ item ပေါ့တစ်ခုစီရဲ့ပကံပြားတိုင်းမှာဆလို့ရထည့်ပေးထားတယ်ဒီဆိုင်မှာသုံးမျိုးရ strawberry ရ orange က lemonade ကဟိုတခြားဂျူဂျူတို့ဖူဖူတို့ဆို lemonade တစ်မျိုးရရပေါ့နော်ကဲစားလို့ပြီးတော့ပါပြီမင်းတို့နှစ်ယောက်စားတယောက်တည်းစားတာမလို့ထားနိုင်တော့ပါဘူး